ခုတလီလူပုံမျိုးမလေးမောင်ရလောင်းလေးကကြည့်ရင်ခံမချက်အရာတော့မျက်နှာကြည့်တာနဲ့ဆရာဝန်ဖြစ်မှာနောက်ကကောင်ကြီးကလူနာဖြစ်မှာဟေးကမဲဟေး မင်းပြောတီးပြီမပြောတော့မတီးဘူးကွာ ဟာရ မမရိုင်း တီး တယ် လေကွာ ဖုံမထနဲ့အာသီးမရနဲ့ဒါမင်းချိန်မဟုတ်ဘူးဟဲ့ ။ဖုံးတော့အောင်ကအောက်မှာဖျားလေးခင်းထားပါတယ် ဟဲ့ဟမ်အလူတကလူမကဒီနေ့ညကိုဆိုင်းပြီးခိုင်းတာလားမင်းသားကခိုင်းတာမဟုတ်ဘူးကရင်ရင်မျက်နှာကရှင်းလောင်းလဲမှာက ။ဟုတ်ကဲ့လဲပေါ်ကမယ်ဟဲ့ အမမလာပြီအဲ့လိုမျက်လုံးလေးလည်းမကြည့်နဲ့ ဒီမှာမင်းလား ။ဖျား ကရင်ရင်မျက်နှာကရှင်းလောင်းလဲမှာကအလူတကလူမကဆိုင်းကိုလေဈေးကြီးပေးတာကခင်ဗျားလို့ဆက်ပြတုံးတုံးနဲ့ဖိတ်ပြီးကတယ်မင်းသားမဟုတ်ဘူးဟုတ်မလားအဲ့တော့အချိန်နဲ့ညောပါတယ်ခင်ဗျာ ။ဆောကားချက်ဟဲ့။မင်းဘယ်လောက်ပေးတာမို့တော့ 60ပေးတာ60ပေးတာ ။360 ဟုတ်တယ် ။ဟဲငါလည်း330ပေးထားကြ ဒီရုပ်ကြီးက330မယုံဘူး ။ယုံဘူးလား အကမခံနိုင်ဘူးမယုံနိုင်ဘူးအဲ့တော့မင်းသားအလူတကအလူမကက330ပေးတာမှန်တယ်ဟုတ်တယ်ဆိုမှကခိုင်းပါကဲ ။အနွယ် နေတော့ အနွယ်နွယ်30နဲ့ငါတော့ဟုတ်တယ်လို့ပြောစမ်း ဟုတ်ပါတယ် ။ဟေးဟဲ့ရောက်ဘဘုံပုတ် ခါအောင်ပါခါအောင်ပါ ဘဝင်နေပြီထက်တက်ဝါ ကဲကောင်းပြီအဲ့ဒါဆိုမင်းသား ။ကတော့ မင်းသားက330ပေးထားရတာဆိုင်းက360အဲ့တော့ကျေးဇူးရှင်ပရိသတ်များဒီနေရာမှာကျွန်တော်ပြောချင်တာက360တန်ဆိုင်းနဲ့330တန်မင်းသားဒီနေ့ညတော့တွေ့ကြပြီပေါ့ဗျာကတာရင်ကတာပေါ့အဲ့တော့ကျေးဇူးရှင်ပရိသတ်များမင်းသားတကယ်လို့ကတတ်တယ်ဆိုရင်လက်ခုပ်တီးပေးပါနော် ကျင်းတ် စချလို့လည်းရပါတယ် ကျင်းတ်တဲ့ တကယ်လို့မကတတ်ဘူးဆိုရင်တော့ ကဲ ကျွန်တော်အာမနာနဲ့ဖဏနဲ့ပြည့် ကျင်းတ်အာရဘာလို့ဘယ်နဲ့ပြောက်ခိုင်းတာတော့ မရှင်းရဘူးလား ကတာကောင်းရင်လက်ခုပ် ကတာကောင်းရင်လက်ခုပ်တီးပေးမှာပိုက်ဆံဆုချမှာ ကတာမကောင်းရင် ဖဏနဲ့ပြည့်မှာ လဲရတယ်ဗျာကိုရုပ်ကြီးဟဲ့နားတောင်ဒါလေးယူထားမှာကမယ်ဗျာလူမကျုပ်ကမယ်နော်နှစ်ဖူးပြောင်းလာပါလားနိကကြည့်မှမြင်ရလား ကဲ အေးဗျာစံကောင်းချက်မင်းသားအောင်စဘူးစမ်းရင်ကိုတည်သွားမယ်စံကောင်းတာမင်းသားတမန်းတဲ့အလုံးလေးလက်ခုပ်တန်နေကြီးပဲနော်အောင်မဖနာလက်ကားစားလားပြန်လာခဲ့လက်ကားဟာကိုထင်းမောင်ဒီစမောင်ခင်ဗျားကိုကျွန်တော်မြင်ဘူးပါအော်သိပြီကချင်းကြီးနဲ့မြေနှုတ်ကကျွန်တော်ဆိုင်းကိုငှားတာတကူလားပဲကြော်ရှိရတယ်ဟုတ်တယ်နော်ကဲအဲ့တော့ကိုကြီးစားချုပ်ပြီဗျာဘာလို့လာတာလဲ ငါထင်းမောင်လားလည်းမရကောင်းလုံးမူလား ကိုရမောင် ကိုင်ထင်းမောင်ဆိုတော့လည်းထင်းမောင်ပါကိုင်ပြော စားချုပ်ပြီကြော်ညာဆိုင်ရွယ်လည်းပေးပြီနောက်တာဘာလို့အဲ့လိုလဲ ငါတို့ဒီမှာလူတွေကအများကြီးရှိတာလေမင်းဆိုင်ကိုငားတာ ဟုတ် ပြည့်ပြည့်အလူတွေမှာမင်းသားတွေကိုစီပါတော့မင်းငားထားတဲ့အလူမကသူ့အလူမမင်းသားလေးတက်လက်ရကျင်လို့ငါ့ကိုလိုက်ခေါ်ခိုင်းတာ အလူမကမင်းသားလို့ မင်းသားငားခိုင်းတာ မင်းသားငါခိုင်းတာဆိုတော့ကိုရမောင် ဟင် ကျွန်တော်တို့မြို့တဲ့ရှားနေရင်ဇရိတ်ကုန်တယ် ငါကမငားတတ်ဘူး အခုရေကန်တဲ့ကြာအသင့်ပဲ ဟဲ့ဘာဖြစ်လို့ ရေကန်အသင့်ကြာအသင့်ပဲ အေး အလူတကအလူမကလေဟောမင်းသားလေးငှားတာလား ဟော ဖက်ဆံလည်းဘာမှပေးရ ဘယ်လောက်ပေးရလဲ 330ပဲပေးရတယ် ဟာချိုးလိုက်တဲ့မင်းသား အကာလေးကလည်းကောင်းတယ် အေး အဲ့တော့မြို့တက်ရှားနေတယ်ဒီမှာနေတစ်ခါတည်းကြာရင်စာချုပ်သွားလိုက် တကယ်နော် တကယ်ငားမလား အေးအဲ့ အဲ့တော့ကျွန်တော်ခေါ်လိုက်မယ်နော် ခေါ်လိုက် မင်းသားရေမင်းသားရေပွဲငါ မင်းသားငါမင်းသားပဲမတို့မင်းသားရေမင်းသားဘယ်က
ဲစမ်းမှာငါမဲ့မင်းသားလေးကဘယ်မှာတော့လို့ ခုနမြင်လိုက်တယ် မင်းသားလေး မြင်လိုက်တယ်ခုနက ဖဲပါဒီကလေးကတစ်မျိုးဒီမှာမင်းသားရှားနေရတဲ့ထဲသူကတစ်မျိုး ဘယ်မှာခုနမြင်နေ ဖဲနားမှာတော့ ဘယ်နဲ့တော့ပါစိတ်ဆိုးပါလား မင်းသားရေမင်းသားမတွေ့နိုင်ဘူးလားဖဲနားမှာတော့အော်အမင်းသားမင်းသားကဘယ်မှာတော့ဟာ ခုနမြင်လိုက်တယ်လို့ မင်းသားရေမင်းဟာဒါပါလို့မင်းသားကငါကြည့်လိုက်မင်းသားကဟာမင်းသားဟဲ့မထင်အောင်တော့မင်းသားငငယ်ချောချောလေးဒါမင်းသားဟဲ့ဝက်ကိုင်ကြိုက်သွားပြီကွာ ဈေးကလည်းဗန်းပေးရ30 ဈေးရလဲ30ရတယ် အဲ့တော့ကို မင်းသားငိမ့်နေကိုထေးမောင်ရုပ်ကအဓိကမဟုတ်ဘူးအလောကအဓိက ဟုတ်တယ်ရုပ်လာပြီမကတာဘယ်နဲ့လုံးမငါအပြစ်တင်ခံရမှာမင်းဆရာနာမည်ဘယ်သူတော့ အော်ခင်ဗျာညိုးနဲ့လိုက်ချင်တာလား ဒါပဲလေ ကျောက်ဆရာနာမည်မှတ်ထားလိုက်မန်းလေးမှာနာမည်ကြီးနေတဲ့ဝရိယမင်းသားလေးဝင်းအောင်ဆိုတာတားဆရာ ဝင်းနောင်ရဲ့တ ဟုတ် ပ ကဲ့ ည့်မင်းသားနာမည်က ဝင်းချောင်း ဟဲ့ဒါပေမဲ့နာမည်ကတိကျကြပါဘူးနာမည်လည်းလှပါတယ်ဝင်းချောင်းတခါပြောရင်မှတ်မိတဲ့နာမည်ကိုဝင်းချောင်း ဗျာမင်းသားဝင်းနောင်တပည့်ပြီးသားရင်တော့ကတာရမှာပဲ လွတ်ကတာ ကတာတယ်နော်ဒါပြည့်ပညာစမ်းမယ်ဗျာ စမ်းကြ တစ်တာကတာမင်းဆရာသိတ်ကျွမ်းတာဝင်းနောင်ကတို့စီမှာလာကတော့ကဒီမင်းသားတစ်တာကတာချင်းတခါတည်းစာချုပ်လိုက်မယ် ချုပ်လိုက်တော့ နော် တစ်တာကမှစာချုပ်ပါ စာချုပ်မယ် အဲ့ဆိုရင်တစ်တာကဆိုရင်30မရဘူး ဘယ်လောက်တော့ 50ပြင်လိုက်မယ် 100ပေးတယ်သိန်း100ပေးတယ် 100 စုချကဒီမဲ့သိန်း200အာမခံ စူးကြတဲ့တွေကိုလာကမယ် ဟုတ်တော့ โอเค တစ်တာကတော့ကဗျ စိတ်ချ ရပြီ စာချုပ်ဖို့ဘောပင်ကန်ချာ ဒီအပါတယ်ဘောပင်လည်းပါတယ် ဟေးနောက်တာငါထိုင်းနဲ့ထက်နဲ့ညံကောင်းတယ်မင်းသားကတော့မယ်တစ်တာယူခဲ့စမ်းဟုတ်ကဲ့အစတိ ဟဲ့လင်းတယောက်တည်းကိုဖြစ်ပြနေတာ သူများယူကြမစိုးလို့ဟိုဘက်ကလမ်းလေးနဲ့တော့ဖယ်ပေးစပါ ဟိုကညီမလေး ကလေးတွေဟိုဘက်ဖယ် ဒီလေးတို့ ဟိုဘက်မှာလာပြီးဟိုဘက်မှာတစ်တာလာပြီးဟဲ့ဒီနားလည်း ပြီး ဒီနားလည်းမင်းသားဖြစ်ပြနေကြတာတစ်တာလည်းမြင်ရောနောက်ကိုဆုတ်သွားကြတာဟင် ကျုပ်ကမယုံနိုင်လားရှုံးကြည့်လိုက်စမ်းမအမေအားဖြစ်နိုင်ရင်တခါတည်းမွေးစားလိုက်တနေ့တော့အမွေတွေကုန်ဖြုံးပေးမယ် ဒီကအမေကယုံတယ်ဟိုနောက်ကအမကမယုံတာတဲ့ ယုံလက်တတ်နိုင်ဘူးကြာဟုတ်ကဲ့တစ်တကားလေးကပြီးတော့ခင်ဗျားတို့ကျွန်တော်စာထုတ်လိုက်အောင် စာချုပ်မယ် โอเค ဟဲ့ကလေးတွေနောက်နဲ့ဆိုဒီကလေးတွေကမင်းသားတက်နေပြီလို့ခွေးယူပြန်လိုက်မယ် ကာကွယ်သိထိုးတာလည်းကြာခင်ဗျာ တစ်တာကတကယ်ကမှာနော်မင်းနည်းနည်းလေးနောက်ဆုံးပြီးအတီပြောတာဒီမင်းသားကာရင်းတယ်လေမျက်နာကန်ပြီလို့ရောလာတာ9ယောက်လောက်ရှိပြီ ရတယ်မကျုပ်ရောပါမရောအောင်ကွာရတယ်အတိုင်းမထိုင်နေပါလေโอเคတစ်တကားကပြီးတော့ခင်ဗျာစာထုတ်မယ်နော် ကဲစာချုပ်မယ် စွမ်းမယ်ရင်ခုန်စရာများကတူပျော်ရွှင်စရာများကတူစိတ်ကြပါလေဒီနေ့မင်းရဲ့ဒီလိုဆူရှာလီဟေးဘာကြောင့်ကြည်တာလဲဒီအချင်းရမေဖို့ဟပ်ပါ ဝင်းချောင်းဘာဖြစ်တာလို့ အရှိန်ယူတာဒေယောမယော Hey, hey. ပြောလိုက်လား